Okay အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒူးရင်ဒီပုံးလိုက်ဝေထားရပေါ့နော်အဲ့ဒါ delivery ရောက်လာတာပါအဲ့ဒါလေးကို unboxing လုပ်မှာဖြစ်ပါတယ်ကဲလေကားနေစပြီးတော့တက်လိုက်ကြရပါတော့ဒူးရင်ဒီကအိမ်ရောက်နေတာဆိုတော့အောက်ကနေတွေကအနံ့မှုနေရပါတော့အနံ့မှုပြီးတော့ဘေးခန်းနေတော့အားနာပါတယ် box လိုက်ကြီးရောက်လာတာဆိုတော့အဲ့တော့ကိုเจ้าကပြန်လာခြင်းကိုဒူးရင်ဒီကိုဖောက်ပါတယ်သူကအထဲမှာ9လုံးကနေ9လုံးထိပါနိုင်တယ်လို့ပြောတယ်ပေါ့နော်ပြီးတော့ဖောက်တယ်နံမှုရပေါ့နော်တော်တော်လေးကိုမှုရပါတယ်ဒါပေမဲ့မှုပေမဲ့သူကအရင်မမှဲ့သေးဘူးပေါ့နော်မမှဲ့သေးဘူးအသေးဆုံးအလုံးလေးတစ်လုံးပါတယ်ပြီးတော့ကျန်တဲ့3လုံးကကြီးတယ်ပေါ့နော်ကြီးပြီးတော့အမကျန်တဲ့3လုံးငါနောက်ထပ်2လုံးကလည်းကြီးတယ်5လုံးလောက်ကကြီးပါတယ်အဲ့တော့ box လိုက်မှာရင်ပို့ပြီးတော့တတလို့ box လိုက်မှာဖြစ်သွားတာပါဒီတစ်လုံးထဲမှာမယ်ဆိုရင် Asia Max ဒီမှာပို့ပြီးတော့စီကြီးပါတယ်တစ်လုံး3000 4000ကနေပြီးတော့8000 9000ထိရှိတယ်ပေါ့နော်အဲ့တော့ဒူးရင်ဘူဖီကိုသစားဖို့အတွက်ကလည်းဒူးရင်ဒီကကုန်သွားပြီလို့ပြောရတဲ့အတွက်ကြောင့်ဒါဒူးရင်ဒီရောက်တဲ့ page ကနေမှားလိုက်တာပေါ့နော်မိုမိုဖူကနေမှားလိုက်တာပါအဲသူကဒူးရင်ဒီ size လိုက်ရောင်းတာပေါ့နော်ဒါအသေးဆုံးလုံးလေးထုတ်လိုက်တာပါနောက်လုံးလေးကအဲ့တက်ကြီးပါတယ်နောက်ထပ်တစ်လုံးထုတ်ပါတယ်သူလည်းအရင်မကြည့်ဘူးပေါ့နော်သူကကအမွှာများမဲ့ပုံပဲတွင်းဒီကအနံ့နေထွက်နေပေမဲ့အရင်မမှုေးသေးဘူးပေါ့နော်အနံ့တော့ရှိရယ်မမှဲ့သေးဘူးပေါ့မှဲ့သွားရင်တော်တော်လေးကောင်းပါပါခင်ဗျာဒီနေ့တစ်လုံးခွဲလိုက်တဲ့အလုံးလေးကအသေးဆုံးလုံးလေးကိုခွဲလိုက်တဲ့အခါမှာမမှဲ့သေးဘူးပေါ့နော်နည်းနည်းလေးမာနေသေးရလူသေးရယ်ဆိုတော့မနှက်ပြန်အသေးဆုံးလုံးလေးကိုတော့မနှက်ပြန်တစ်ပတ်ခါလောက်မှစခွဲရမှာပေါ့နော်ကျန်တဲ့အလုံးလေးဆိုရင်တော့3-4ရက်လောက်ထားရအောင်ပါပဲကဲဒီလုံးကြီးကလည်းအကြီးပါနောက်ထပ်အလုံးတွေကအကြီးကြီးပဲပေါ့နော်တားတန်ပါတယ်ပြောရမယ်ဆိုရင်တစ်လုံးချင်းဝယ်တာထက်ဆိုင်ရင်တော့တန်ပါတယ်ဒါကိုရီးယားဝမ်တစ်လုံးကို2000ဝန်းကျင်ရှိရပေါ့နော်2000ဝန်းကျင်မြန်မာငွေ6000ဝန်းကျင်လောက်ရှိပါတယ်2000မကြတော့ဘူးပေါ့နော်6လုံးကိုမှ3သိန်းကျော်ဆိုတော့18000 9000လောက်ပဲကြရပါတော့တစ်လုံးကိုမြန်မာငွေ5000ခွဲ6000ဝန်းကျင်မှာမြန်မာပြည်မှာလဲဒူးရင်တည်းကအလောက်စီးရှိနေတာဆိုတော့ဆိုးပါဘူးပေါ့နော်မြန်မာပြည်နဲ့တူတူပါပဲဒါဒူးရင်တည်းစက်ရုံကနေတိုက်ရိုက်မှာတာမလို့ဒီစည်းနဲ့ရတာပါအပြင်မှာမရပါဘူးရှင်ပြင်မှာကိုရီးယားမှာဒူးရင်တည်းဒါစီးကြည့်ပါတယ်အလောက်ဆိုင်အလုံးလောက်ဆိုလို့ရှိရင်ဆိုင်တွေမှာ Asia Max ဆိုင်တွေပေါ့နော် BNN ဆိုင်တွေဖိလစ်ပင်းဆိုင်တွေမှာကမ်ဘောဒီးယားဆိုင်တွေမှာဝယ်မယ်ဆိုရင်အဲ့ဒီလောက်ဆိုင်ဆိုရင်ကိုရီးယားဝမ်9000 8000လောက်ရှိရပေါ့နော်ကဲအဲ့တော့ဒူးရင်သီးတွေကိုပြတာပါ6လုံးပါပါတယ်ရှင်ကဲအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျမကတော့ဒူးရင်သီးတွေစားလိုက်ပါအောင်မယ်ဒါဒူးရင်သီးရာသီမို့လို့ပေါ့နော်ဒူးရင်သီးရာသီမို့လို့ဒူးရင်သီးကိုရီးယားကိုရောက်လာတာပါများသောအားဖြင့်ကိုရီးယားလူမျိုးတွေကဒူးရင်သီးကိုမစားကြဘူးပေါ့နော်သူတို့အနံ့မကြိုက်တာရဲ့ရတာလည်းမကြိုက်ဘူးပေါ့သူတို့အနံ့နဲ့ကောင်းမှုပြီးတော့မစားကြည့်ကြဘူးပေါ့နော်မစားကြည့်ပဲနဲ့မစားဘူးပေါ့နော်မကြိုက်ကြဘူးကျမတို့ဒူးရင်သီးကိုငငယ်လေးကတည်းကကြိုက်တာပါအဲ့လိုဒူးရင်ရာသီရောက်လို့ရှင်ဒူးရင်သီးကိုဝါစားလိုက်ရမှကျင်းတဲ့လူပေါ့နော်အဲကြောင့်မို့ဒူးရင်သီးကိုမှာပြီးစားလိုက်ပါတယ်မှာလိုက်တာပေါ့နော်
ဘူဖေးဆိုင်မှာသွားစားရင်တော့တစ်ခါတည်းနဲ့အဝစားရမှာပေါ့နော်ခွဲပြီးသားလေးတွေစင်းတဲ့အဲ့တော့ဒီမှာကတော့တစ်နေ့တစ်လုံးကိုယ့်ဘက်တော့ကိုမျှပြီးစားလို့ရတယ်ခွဲပြီးစားလို့ရတယ်ပေါ့နော်အဲဆိုတော့မှားလိုက်တာလည်းပိုအဆင်ပြေပါတယ်အဲ့ဒါဒီနှစ်အတွက်ကဒါဒူးရင်းသီး6လုံးစားပြီးသွားပါပြီကျမနောက်လာကတော့ရေနဲ့ထမင်းပဲစားပါတော့မယ်ကဲအားလုံးပဲစားကြပါအောင်ရှင်ဒါလေးကတော့ပထမဆုံးခွဲလိုက်တဲ့သေးလေးကိုခွဲလိုက်တာပေါ့နော်သေးဆုံးလုံးလေးကိုခွဲလိုက်တော့တစ်မြောင်းမှာတစ်မွာပဲပါရပေါ့နော်ရှမ်းကောင်းတယ်ဒူးရင်းသီးကအရသာကောင်းတယ်ဒါပေမဲ့နည်းနည်းစိမ့်နေသေးရပေါ့နော်အသေးဆုံးလုံးလေးကိုမနှက်ဖြန်တစ်ပတ်ခါလောက်မှခွဲရမှာပေါ့နော်ခွဲရင်တော့ပိုချိုတယ်အခုအဲ့ဒါတစ်မြောင်းလောက်ပဲ2မြောင်းလောက်ပဲခွဲပြီးတော့စားလိုက်ပါတယ်နည်းနည်းလေးမာသေးရပေါ့နော်ကြအားလုံးကျေးဇူးများကြီးတင်ပါတယ်